ကျွန်တော်တို့လူသားတွေရဲ့ပြန်ပြအသက်တမ်းကအနည်း80ပဲဖြစ်ပါတယ်ကျွန်တော်တို့လူသားမျိုးနွယ်စုတွေကဘာပေါ်မှာပေါ်ပေါက်လာတာတော့တက်တန်းအနည်း3သိန်းကျော်လောက်ပဲရှိပါသေးတယ်ဗျတန်းအကြီးဆုံးအပင်တွေတောင်နှစ်ပေါင်း9000လောက်ပဲသက်ရှင်ပြီးတော့ဒိုင်နိုဆောတွေမျိုးတုံးပြတ်ပွယ်သွားတာကလွန်ခဲ့တဲ့နှစ်ပေါင်း65တန်းအရင်ကတည်းကပါဒါပေမဲ့အခုခမည်းမြင်နေရမယ့်ကြောက်တုံးကတော့ဒီအရာအားလုံးကိုအကျဉ်းပန်းများစွာဖျက်ဆီးခဲ့ပြီးပါပြီအဲ့ဒီကြောက်တုံးရဲ့နာမည်ကတော့ Augustonite ပါသူဟာကမ္ဘာပေါ်မှာရှာတွေ့ခဲ့သမျှအရာတွေအားလုံးထဲမှာတက်တန်းအရှိဆုံးဖြစ်ပါတယ်သူရဲ့တက်တန်းကတော့4.33ဘီလီယံဆိုလိုတာကနှစ်ပေါင်း4030တန်းရှိနေပါပြီဗျဒီကနေ့ဟာကျွန်တော်တို့ယင်ထဲမှာစိတ်ကူးလို့တောင်မရတော့အောင်ရှည်လားလွန်းပါတယ်ဗျဒီကြောက်တုံးကိုကနေဒါနိုင်ငံရဲ့မြောက်ပိုင်း Northwest Territory မှာတွေ့ရှိခဲ့တာပါနေရာကတော့ Augusta River ဆိုတဲ့ Augusta မြစ်အနီးနားမှာပါအဲ့ဒီနေရာကအလုံးကိုဝေးလံခေါင်းပါပြီးတော့လူနည်းစုသာနေထိုင်တဲ့အတွက်အဲ့ဒီကြောက်တုံးရဲ့ထူးခြားမှုကိုတတိမပြုမိတာပါဗျာဒီကြောက်တုံးကအစပိုင်းမှာတော့ကမ္ဘာအတွင်းထဲကပူလောင်တဲ့ magma ဖြစ်နေတာပါ magma ဆိုတာကအရန်ကိုပူလောင်ပြီးတော့ဆိုင်ရခဲအရည်ဓာတ်ငွေတွေနဲ့ရောနေတဲ့ကြောက်ရည်ပူပဲပေါ့ဗျာအဲ့ဒီကြောက်ရည်ပူကအချိန်ကြာလာတာနဲ့အေးခဲပြီးတော့ကြောက်သားတွေဖြစ်လာတာပေါ့ဗျာနောက်ပိုင်းမှာဖိအားနဲ့အပူချိန်အလွန်များတဲ့အတွက် granite ဆိုတဲ့ကြောက်သားအသွင်ကိုပြောင်းလာတာပေါ့ဗျာဒီစတင်ဖြစ်ပေါ်လာတဲ့အချိန်မှာကမ္ဘာကြီးကအောက်ဆီဂျင်ကာဗွန်ဒိုင်အောက်ဆိုက်ကျွန်တော်တို့လူသားဘယ်အရာမှမရှိပဲနဲ့အရန်ကိုပူလောင်နေတဲ့ဓာတ်ငွေလုံးတာလောက်ပဲရှိပါတယ်ဗျာဒါပေမဲ့ဒီကြောက်တုံးကတော့ကမ္ဘာကြီးမွေးဖွားလာကအစအခုလိုမျိုးအရာအားလုံးနဲ့ပြည့်စုံနေတဲ့အရာကြီးကိုမြင်တွေ့ခဲ့ရတဲ့တခုတည်းသောတက်တည်ပဲဖြစ်ပါတာပေါ့ဗျာဒီကြောက်တုံးကြီးနဲ့ကြည့်ရင်ကျွန်တော်တို့လူသားတွေရဲ့တက်တန်ကအလုံးကိုတိုးတောင်းလွန်းလာပါတယ်ဗျာကျွန်တော်တို့ကကဘာကြီးရဲ့အဆုံးမရှိတဲ့သမိုင်းထဲမှာဝင်လိုက်ဖက်လိုက်နဲ့ရောက်ကလဆန်းဆန်နေတဲ့အဲ့ဒန်လေးတတာအမောအမွားတတာလောက်ပါပဲဗျာကဲဒီနေ့တော့ဒီလောက်ပါပဲဗျာမနေ့ပြန်မှထပ်တွေ့ကြမယ်ဗျာ